တမိုင်း channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာတမိုင်း channel ကနေပရိသတ်တွေအတွက်ဒီတစ်ခါတင်ဆက်ပေးသွားမယ့်တမိုင်းကြောင်းလေးကတော့ငစင်ကာရဲ့တမိုင်းကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာငစင်ကာဆိုတာဒီပရိတိုပင်ဖြစ်တယ်ဆိုတဲ့အများအယူဆများလေဟန်မန္တလေးပြည်တက္ကသိုလ်ပြန်ပွားရေးပုံနှိပ်တိုက်ကနေမန္တလေးတက္ကသိုလ်သုတေသနအဖွဲ့စာစဉ်နဲ့ပုံနှိပ်ထုတ်ဝေတဲ့ပါမခဦးချမ်းမြတီးဖြစ်တဲ့တန်ငူဘရင် National ဆိုရတုများစာအုပ်ဒီတန်းစာမျက်နှာ26မှ28တီကလားငစင်ကာဆိုတဲ့စာပိုက်မှာရေးသားပါရှိပါတယ်။ဦးချမ်းမြဟာ1939ခုနှစ်ကမြန်မာနိုင်ငံသုတေသနအသင်းအတွက်အဆိုပါရတုများကိုတီးဖြတ်ပေးခဲ့စဉ်ကလည်းအထက်ပါအယူဆများကိုဒီတန်းမှာတင်ပြခဲ့တယ်လို့ထင်ပါတယ်။ဦးချမ်းမြဟာရန်ကုန်သူရိယတိုက်ကနေ1918ခုနှစ်ပုံနှိပ်တဲ့ဘရင်ကြီးဘုန်းတော်ကြီးတောင်ဘီနာရိုနဲ့အခွန်ဝန်တိရိဇေတရကျော်တို့ဘာသာပြန်တဲ့ပေါ်တူဂီယာဇဝင်ကိုကိုးကားလျက်ငစင်ကာဆိုတဲ့အမည်ဟာမူရင်းဇွန်ကာကူမှဖြစ်ပေါ်လာတဲ့အမည်ဖြစ်တာကြောင့်ဒီဘရီတိုဆိုသူနဲ့မဆိုင်ဆိုပြီးတော့ရေးသားခြင်းဖြစ်ပါတယ်။အဲဒါကြောင့်မူလဖြစ်တဲ့ပေါ်တူဂီယာဇဝင်မှာရှာဖွေတဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။စာမျက်နှာ190အပိုက်84ဂိုဝါစစ်ဘရင်ကပေါ်တူဂီမင်းအန်တရိအမိန့်အမှာပါချက်အတိုင်းတိုက်သင်းဘော12စင်းမှာသေနတ်အမြောက်စီခဲရန်အပြည့်စုံရဲမက်ဘူပါရိတ်ခါဆန်ရည်အလုံးလောက်နဲ့ဒီဘရီတိုကိုဗိုလ်မှူးခန့်ကခရစ်နှစ်1580ပြည့်တက္ကရာ932ခုမှာဂိုဝါမြို့မှာရခိုင်သို့စီးသွားလှုပ်ကြံစေတယ်။အဲ့လိုဆီလိုချင်းခံရတဲ့ဗိုလ်မှူးဒီဘရီတိုဟာစစ်ရှုံးတာကြောင့်ဂိုဝါသို့ပြန်အရောက်မှာအကွပ်မြစ်ခံရတယ်ဆိုပြီး၎င်းမိမိဘာသာအဆုံးစီရင်တယ်ဆိုပြီး၎င်းအဆိုနှမျိုးရှိကြပေမဲ့အဲ့ဒီမှာပင်ဒီဘရီရဲ့ဘဝလမ်းဆုံးပြီးတော့၎င်းနဲ့တန်လျက်နဲ့သက်ဆိုင်သူရဲ့အကြောင်းကိုဒီပေါ်တူဂီယာဆိုတဲ့စာမျက်နှာ198အပိုက်89မှာဂိုဝါစစ်ဘရင်ကပဲခူးတိုင်းပြည်တပြည်ကိုအကြည့်ရှုအရှာဖွေအပြုစုဇွန်ကာကူကိုဗိုလ်မှူးခန့်ထားပြီးသင်္ဘော12စင်းမှာအမြောက်တနက်ဆေးခဲရန်အပြည့်စုံစုဆောင်းပြီးတော့ခရစ်နှစ်1606ခုမြန်မာတို့တက္ကရာ968ခုမှာဂိုဝါမှပဲခူးကိုကြီးလာတယ်ဆိုပြီးဖော်ပြပါတယ်။အဲ့လိုအထောက်ထားများအရဆိုလို့ရှိရင်ဒီဘရီတိုနဲ့ဇွန်ကာတူတအုပ်စီဖြစ်တယ်လို့ဆိုရမိခဲ့သူရှိပါတယ်။ပေါ်တူဂီယာဇဝင်မှာပါတဲ့အတိုင်းတန်လျင်တီပုံနဲ့ပြက်ပုံကိုဆက်လက်ပြီးဖော်ပြပါအောင်မယ်။ဇွန်ကာကူဟာဦးစွာပထမရခိုင်မင်းထံကိုဝင်နေပဲခူးနိုင်ငံမှာအခြေစိုက်ပြီးတော့စိတ်ကန်းဆောက်ခွင့်ပြုတဲ့ကြောင်းရခိုင်မင်းကပဲခူးမင်းကိုထောက်ခံစာရေးပေးလို့ရှိရင်ဗိုလ်မှူးဇွန်ကာကူကမြေတားစာပေးလိုက်တဲ့အရာမှာအလွန်ကောင်းသည်မင်ဖြစ်တော့တယ်။အသားရအခွင့်ပေးလို့ရှိရင်လည်းကောင်းတော့တယ်။အကယ်၍မပေးဘဲနေခဲ့လို့ရှိရင်ရှော့မီမဟုတ်စစ်ဘရင်ကမိန့်မာလိုက်သည့်အတိုင်းနိုင်အောင်ယူ၍နေမှာပင်ဖြစ်တယ်လို့ပြောဆိုခဲ့ပြီးပဲခူးပြည်တန်လျင်အရက်ကိုလွင်သွားဆက်ရောက်ပါသည်။အဲဒီလိုပေါ်တူဂီကတန်လျင်မှာနေထိုင်ပြုစုပြီးတော့ရောင်းဝယ်လိုတာကိုပဲခူးမင်းကဝမ်းသာစွာလက်ခံပါသည်။ဒါပေမဲ့ရှမ်းစစ်ကိုကူပြီးတော့နှိမ့်နှင်းပေးပါဆိုတာကြောင့်ကူညီရတယ်။ရှမ်းတို့ပြေးတဲ့အခါမှာပဲခူးမင်းအားရ၍နေလို့ရနေပါတော့လို့ခွင့်ပေးပါတယ်။အဲဒီခါမှာပေါ်တူဂီဗိုလ်မှူးကကျွန်ုပ်ကြိုက်ရာအရက်မှာနေပါမယ်။ကျွဲရည်တစ်ချက်ရများသောနယ်မြေကိုပေးပါလို့တောင်းဆိုတဲ့အခါမှာပဲခူးမင်းကအမှတ်မတင်ယူတော့ဆိုပြီးအခွင့်ပေးလိုက်ပါတယ်။အဲဒီလိုအခွင့်ရတဲ့အခါမှာကျွဲရည်တစ်ချက်ကိုတေးသေးမြင်မြင်လှီးပြီးတော့တန်လျင်အရက်မှာကုန်းကောင်းရာမှာတိုင်းတာပြီးတော့နေပါတယ်။အဲဒီလိုစဉ်းစားပေမဲ့မူလဂတိရှိတဲ့တကြောင်ရှမ်းတို့ကိုတိုက်ခိုက်ပေးတဲ့ကျေးဇူးရှိတဲ့တကြောင်ပေါ်တူဂီတို့ရဲ့လက်နက်အင်အားကိုလေးစားသည့်တကြောင်အဲ့ဒီအကြောင်းတို့ကြောင့်ပဲခူးမင်းကမကတ်မကွက်မြို့တရားမှာပင်လူသူမလောက်မငှရှိတာကိုကူညီပေးတာကြောင့်6လနဲ့မြို့ပြီးပါလိမ့်။တန်လျင်မြို့ကိုလည်းအဲ့ဒီအခါကာလမှာမြို့တီဘီသူကဇွန်တရရီနာစီရင်ပြတ်တာတီးလုပ်တဲ့ဖြစ်တာကြောင့်ဘီသူကအမည်အတိုင်းတရရီနာတွင်ပါလိမ့်။အဲ့လိုတန်လျင်မှာပေါ်တူဂီတို့အခြေစိုက်မိတဲ့အခါမှာရခိုင်မင်းကကြောက်ရွံ့စိတ်ဖြစ်လာတာကြောင့်တိုက်ဖြတ်စေတယ်။ရခိုင်လို့စစ်ရှုံး၍စစ်ဦးစီးရခိုင်မင်းသားလည်းအဖမ်းခံရတယ်။ဒါပေမဲ့ကောင်းမွန်စွာထား၍ရခိုင်မင်းကအခြေအေးပြောဆိုတောင်းပန်တာကြောင့်ပြန်ရွှေ့လွှတ်လိုက်ပါတယ်။အဲဒီမှာအတွင်းဝယ်အင်းဝမင်းကတောင်ငူမင်းကိုဖမ်းယူပြီးမှတောင်ငူမှာပင်လက်အောက်ခံမင်းပြုစီပြန်ရာတောင်ငူမင်းကတန်လျင်ကိုအကူအညီတောင်းတယ်။ဂိုဝါမှခွင့်ပြုချက်ကိုတောင်းခံပြီးရခိုင်မှာရှိတဲ့ပေါ်တူဂီအမျိုးသားအားလုံးကိုစုယုံခေါ်ယူကဇွန်ဒေကရတီယာဆိုသူကိုအမှုထားပြီးတော့တောင်ငူသို့ချီစေတယ်။တောင်ငူကိုရတဲ့အခါမှာနတ်ရှင်တော်နဲ့လူ3000ကျော်တန်လျင်ကိုပါလာတယ်။အဝမင်းကတောင်ငူကိုတိုက်စေတဲ့အခါမှာအမြောက်တနက်ထူထပ်လာတာကြောင့်ကာလကြာမြင့်စွာ
မြို့အနီးနားကိုမျှမချင်းကပ်နိုင်သည်ရှိရပါသည်ပြီးမှမြန်မာတို့ကမြေကိုတူးဆွပြီးချင်းကပ်တယ်မြို့အနီးပေါင်းကိုရောက်တဲ့အခါမှာတွင်းထဲမှနေသည်ဖြစ်ပါသည်အမြောက်ခဲမသာရှိသည်မှာပေါ်တူဂီတို့က89နဲ့ဖြစ်တဲ့အခါမှာတွင်းထဲမှာ89နဲ့ကွဲပြီးတော့လူအများထိခိုက်သေဆုံးသည်မှာမဟာဓမ္မရာဇာမင်းရဲ့ရဲမဲစစ်သည်တို့တတိယကတွင်းကိုပြင်မိုးတယ်နေညမနာတိုက်ခိုက်ရပါလေအဲ့လိုတွင်းအောင်တော့လေချမ်းသာရသည်မဟုတ်ပါဘူးပေါ်တူဂီတို့ကဘုံမိုးဇွန်ကာကိုကိုယ်တိုင်ခေါင်းဆောင်လေရဲ့နက်ရှင်အောင်နက်၄ချက်မတိမီအရှိတကားကထွက်ကမြို့နာပတ်လေကျုံကဲသို့တူးပြီးလျင်တွင်းထဲမှာရှိနေတယ်တက်ရင်ကိုရောက်တဲ့အခါမှာမင်းမဟာဓမ္မရာဇာရဲ့ရဲမက်တို့တယောက်မျှမသိကြပါဘူးပေါ်တူဂီတို့ကြည့်တဲ့အခါမှာတွင်းမှာပုံးလျက်ကားလျက်နေတဲ့အရာများကိုမမြင်ရတာကြောင့်တနက်တစ်ချက်ပြစ်ဖောက်သည်မှာမင်းမဟာဓမ္မရာဇာရဲ့ရဲမက်တို့ကဖြိုးဖြပြထကဟစ်အော်ခေါ်ကြတဲ့အခါမှာလဲရထအမြောက်89လက်တနက်ပါသမျှတို့ကိုမရမခိုင်းမနေမနာလက်ဝဲလက်ရတောင်မြောက်ကျုံမြောင်တွင်းတူးနေတယ်တခြားကိုပြစ်ဖောက်လေတဲ့အခါမှာမင်းမဟာဓမ္မရာဇာရဲ့ရဲမက်တို့ကျုံထဲမှာအများထိခိုက်သေးဆုံးကြပြီးတော့မခံမရက်နိုင်လွတ်မိလွတ်ရတက်ပြေးဆုတ်ခွာကြရပါတယ်တွင်းအောင်နေသမျှလူတို့မှာအနှဲငယ်များသာလွတ်ပါလိသို့ပေမဲ့မြောက်မျက်နှာကမြန်မာတို့ထံကိုစစ်ကူလာတာကြောင့်ပေါ်တူဂီမျိုးရင်းကိုပြန်ပြီးဝင်ခဲ့ရတယ်အဲ့ဒီတိုက်ပွဲမှာဘုံမှုဇွန်ကာကူရဲ့ပေါင်မှာတနက်တရအနှဲငယ်ရပါတယ်ရန်သူအင်အားနဲ့နိုင်စားလို့ရှိရင်ပေါ်တူဂီအင်အားလှတာကိုဘုံမှုဇွန်ကာကူပြောတဲ့အနေနဲ့ကျွန်တော်တို့လူအင်အားနဲ့မိမဟာဓမ္မရာဇာရဲ့လူအင်အားကိုငလွင်ငပြင်းကျင်းပ၍တိုက်ရတဲ့အရာလင်ပန်းလားစားစုခံမြမြသာရှိတယ်လက်ခုပ်နဲ့ကျုံးရည်ယူတော့လဲရလွေခမန်းပဲရှိချေတယ်ဆိုပြီးဖော်ပြပါလိမ့်အဲ့ဒီအတွင်းပကောမင်းလူနဲ့တောင်ကုန်မင်းလူအများကလည်းစိတ်တကြဆန်းနေရန်သူဘက်ကိုပြေးဝင်သည်လည်းအများရှိတယ်တောင်ကုန်မင်းကိုအပ်တဲ့အခါမှာစစ်ပြင်းကြီးမယ်လို့ကမ်းလှမ်းလာတာကိုလည်းညှင်းဆိုလိုက်ပါလိမ့်အဲ့လိုဒုက္ခရောက်တဲ့အခါမှာကမ်းမှာစိုက်ကပ်ထားတဲ့သင်္ဘော2စင်းလဲမိဘောင်လွတ်ကမိတိုက်တာကြောင့်ပျက်စီးဆုံးပါရပါလိမ့်စစ်တကောင်းမှလင်မသိ၍ရခိုင်သို့ရောက်လာတဲ့ပေါ်တူဂီအမျိုးသားမာရန်ချစ်တံမေကတန်လီသတင်းကိုကြားတဲ့အခါမှာကုညီရန်မိမိသဘောနဲ့ခရီးဆက်လက်လာသည်မှာလဲမြန်မာတို့ကလှည့်ပြားဖမ်းယူပါလိမ့်ပြီးမှဖမ်းမိသူတို့ကိုနားနှာဖြတ်ပြီးတော့စာဆွဲကလေငယ်နဲ့တန်လင်းကိုမျှောလိုက်ပါလိမ့်အဲ့ဒါလောက်ရက်ဆက်တာကိုမြင်တဲ့အခါမှာတောင်ငူမင်းဟာစိတ်နာပြီးတော့ငါလဲပေါ်တူဂီအမျိုးသားတို့အသင်းဝင်ဖြစ်လို့လဲဆိုတာကြောင့်ကုန်းမောင်ကြီးရုဇာတို့နဲ့အန်တိုနီအာလမီတူနှစ်ပါးတို့ကခရစ်ဘာသာဝင်ဖြစ်အောင်ဆောင်ရွက်ကပေးရပါလိမ့်တန်လင်းမျိုးသားတို့အင်အားကုန်ခန်းလာသည်မှပေမဲ့1612ခုနှစ်တကူနှစ်မှာမြန်မာတို့မြောင်းမျက်နှာမှာတက်ပြီးတော့မြို့ရင်းကိုလူ1500ကျော်ဝင်မိပေမဲ့ဝင်မိသမျှတယောက်မကျန်သေးရပါလိမ့်အဲ့ဒီနောက်3ရက်ကြာတဲ့အခါမှာမြို့ရင်းမှာပကောသားတို့လို့ထင်ရတယ်လူတစုကညချင်းအရှိတကားကိုဖွင့်ပေးတာကြောင့်မြို့ပေါက်ကဇွန်ကာကူနဲ့နက်ရှင်အောင်တို့ကိုဖမ်းမိပါလိမ့်တန်လင်းမှာဇွန်ကာကူကြီးစိုးနေသည်မှာ6နှစ်နဲ့3လကျော်ကြာပါလိမ့်ဇွန်ကာကူနဲ့နက်ရှင်အောင်တို့ကိုတနေ့တည်းမှာပဲကိုမြင့်ရရဲဝံစွာအသေးခံကြလိမ့်တန်လင်းတိုက်ပွဲမှာလည်း2လကျော်ကြာပါလိမ့်တိုက်ပွဲအကြောင်းကိုထိုက်တန်တဲ့အလျောက်ပေါ်တူဂီတို့ရဲ့အစွမ်းကိုဖော်ထုတ်လျက်ဤသို့ရေးခဲ့ပါလိမ့်ပေါ်တူဂီဗမှုဇွန်ကာကူမှာကလဖြူ930ကပ်ပလီ900လူပေါင်း1500နဲ့တို့စဉ်အဓိပတိမြန်မာရှင်ဘုရင်ကိုကြီးချောင်းရေချောင်းစင်လုံးမြင်းရဲမဲ့ဖို့ပါမရေမတွက်နိုင်လေတပ်အပေါင်းတို့နဲ့2လကျော်ခန့်စီးခံတိုက်လန်သည့်အရာပြောပါ၍မကုန်နိုင်အောင်ပဲရှိပါလိမ့်ပေါ်တူဂီရာဇဝင်ကိုကိုးကားလျက်ဦးချမ်းများကဒီပရီတူနဲ့ဇွန်ကာကူတို့မှာတအုပ်စီဖြစ်ပြီးတန်လင်းမောင်တက်ဆွဲလျက်နတ်ရှင်အောင်နဲ့ပူးတွဲကအနောက်ဖက်လုံမင်းကိုရန်စစ်ဖက်ပြိုင်ဝန်းသူကဇွန်ကာကူစုသူဖြစ်တယ်လို့စတင်ပေါ်ထုတ်ခဲ့ပေမယ့်ရှစ်အထက်ကျော်ကာလကစပြီးရာဇဝင်သူတေတီတို့ကဦးချမ်းများကဲ့သို့မယူဆကြပါဘူးဒီနေရာမှာပဲပေါ်တူဂီဘာသာနဲ့ရေးသားထားတဲ့ခေတ်ပြိုင်မှတ်တမ်းတို့ကိုရှာဖွေရရှိနိုင်လို့ရှိရင်အထူးရောက်ကန်သိမြတ်မယ်ဖြစ်ပေမယ့်အခိုက်အတန့်အပြင်လက်လန်းမိနိုင်ပေမယ့်စူယုံရရနိုင်သမျှသောတဆင့်စကားမှတ်တမ်းအထောက်အထားတို့ကိုသာတင်ပြနိုင်ပါလိမ့်ပေါ်တူဂီနိုင်ငံဒေါ်ရောမီယောနယ်သားဆာဘာဒေါရီဘေရောဒီဇူဇာဟာစင်စစ်အပြင်တန်လင်းကိုတည်သူဖြစ်ပါလိမ့်၎င်းဟာအိန္ဒိယမှာ9နှစ်တီဟိုမှာ6နှစ်အမှုထမ်းပြီးတော့ကပတင်ရာတို့အထိကြီးမြင့်ပြီးသည့်နောက်ပေါ်တူဂီတို့အပြန်မှာလေမိုးအခက်မတင်တာကြောင့်ခရစ်နှစ်1600ပြည့်နှစ်ဇွန်လမှာတန်လင်းစစ်ကိုရောက်လာရာပကောမင်းကတောင်ငူမင်းကိုအညံ့ခံပြီးဒီမှာ18ရက်မြသာရှိသေးကြောင်းတွေ့ရပါတယ်။အဲ့ဒီချိန်မှာရခိုင်မင်းလည်းလှေကြီးလင်ငယ်တရားများနဲ့
တန်လျင်မှာရှိနေလျက်အဲ့ဒီမင်းရဲ့ထံမှာအမှုထမ်းလျက်ရှိတဲ့ပေါ်တူဂီအမျိုးသားတို့ကိုတွေ့ရှိရပါတယ်။အဲ့ဒီတို့အနက်ထင်ရှားသူကတော့ဖီလစ်ဒီဘရစ်တိုဒီနီကိုတေပင်ဖြစ်ပါတယ်။အဲ့ဒီသူမှာလက်စဘောမျိုးသားဖြစ်ပြီးတော့ရွှေတိုင်ဆိုးဟုအနက်သဘောတက်ရောက်တဲ့စံဃာဘွဲ့ကိုခံယူသူဖြစ်ပါတယ်။ရခိုင်မင်းရဲ့ကျေးဇူးတော်ကိုခံယူလျက်အဲ့ဒီအရက်ဒေသတို့မှာအနှစ်20မြကုံသွဲနေသူလည်းဖြစ်ပါတယ်။အဲ့ဒီအရက်မှာမမောစရာကပင်လယ်ကူးတင်ပေါ်ဆောက်ရန်ကျွန်းသစ်ပေါ်ခြင်းဖြစ်ရာယခုကဲ့သို့ပြည်ရွာမငြိမ်မသက်ရှိစဉ်အခွင့်ကောင်းယူ၍နေရာယူလို့ရှိရင်ရနိုင်ကြောင်းကိုဒီဆူဇာနဲ့ဒီဘရီနီတို့စကားဆက်မိကြတယ်။ဒီဘရီတို့ကရခိုင်မင်းထံမှာကုန်းလှောင်ရအခွင့်ယူပေးတဲ့အခါမှာဒီဆူဇာကမြေနှံတစ်ကိုသုံးကခန္ဓာတစ်ခုကိုစတင်ဆောက်ခဲ့ပါတယ်။အဲ့ဒီအတွင်းမှာပကောမင်းရဲ့ဗန္နာကိုရခိုင်မင်းနဲ့တောင်ကုန်မင်းတို့ခွဲဝေယူရတဲ့ရွှေတိုင်ဆိုးဖြစ်သူဒီဘရီတို့ကိုတောင်ကုန်သို့ဆေလွတ်တာကြောင့်6လကြာမြသွားခဲ့ရသေးပါတယ်။ပတိဘာသာဝင်တို့ကပေါ်တူဂီတို့ကိုတန်လျက်နဲ့အဆောက်အဦတိဆောက်ခွင့်မပြုတဲ့ကြောင်းတန်လျက်နဲ့အဆောက်အဦတိဆောက်ခွင့်မပြုသေးကြောင်းပြောပေမယ့်ရခိုင်မင်းကမနာယူခဲ့ပါဘူး။ရခိုင်မင်းပြန်တဲ့အခါမှာခန္ဓာကြီးလည်းအထင်ရှားဖြစ်လာတော့တယ်။အဲ့ဒီခါမှာမှရခိုင်မင်းကကြောက်ရွံ့လာကဒေသဆိုင်ရာဗညာတို့နဲ့ပြည်မင်းကိုတားမြစ်စေတယ်။ခရစ်နှစ်1600ခုနှစ်ဦးမှာတိုက်ခိုက်လာတဲ့ပြည်မင်းရဲ့စစ်သည်တို့ကိုတန်လျင်မြို့တွင်းကကောင်းစွာခုခံတွန်းလှန်နိုင်ခဲ့တယ်။ပြည်မင်းတပ်ပြတ်တဲ့အခါမှာဒီဆူဇာဟာခန္ဓာကိုပို့ပြီးတော့ခိုင်လုံအောင်ပြုပြင်မွမ်းမံပြန်ပါတယ်။ဒုတိယတိုက်လာသူကတော့လောပညာဖြစ်ပါတယ်။ထိုရန်စစ်ကိုလည်းကောင်းစွာပြုတ်ခွင်းနိုင်တဲ့ပြင်ဒီဆူဇာကိုယ်တိုင်လောပညာကိုတတ်လိုက်ရတယ်။ပဲခူးနိုင်ငံမှာမင်းအမည်မခံပေမယ့်တကူအကြီးဆုံးကတော့လောပညာရဲ့ရောက်ခမဖြစ်သူဒလပညာဖြစ်ရာတမတ်ရဲ့ကန်ဆိုးပုံကိုသိရှိရပြီးနောက်ကြီးစွာသောတပ်ဖွဲ့နဲ့ပေါ်တူဂီတို့ကိုဝိုင်းလာပါတယ်။ရန်သည်လည်း9လကျော်ခဲ့တဲ့အခါမှာမြို့တွင်လူတို့များစွာစိတ်ဝန်းငယ်လျက်ရှိကြရတယ်။ဒီဆူဇာမှာပေါ်တူဂီအမျိုးသား9ဦးအဘပေါ်တူဂီမှမွေးသူ9ဦးနဲ့တိုင်းရင်းသားခရစ်ယာန်အယူရှိသူ6ဦးအပြင်အစုစု18ဦးသာအကူပန်းရှိတယ်။အဲ့ဒီသူတို့ထွက်ပြေးမှဆိုတာကြောင့်ဒီဆူဇာဟာမိမိပိုင်သင်းဘောများကိုညအခါရန်သူမိတင်ရှို့လဲဟန်ဆောင်လျက်မိတိုက်ဖျက်ဆီးလိုက်တယ်။အဲ့ဒီအချိန်တွေမှာရှစ်လရှိတဲ့အခါမှာအံ့ဩဖွယ်ကြုံတွေ့ရတာကတော့ကိုအောင်မစစ်ကိုရောက်လာခြင်းဖြစ်ပါတယ်။၎င်းတို့ဟာယခုကဲ့သို့ရန်သူကိုရန်သူမထင်စွမ်းရင်တတ္တိရှိတာကိုကိုဝဘရင်ခံချုပ်ကအထူးချီးကျူးလျက်ဒီဗီတိုကိုကပတင်ရာထူးပင်ပေးလိုက်ပါတယ်။ရခိုင်မင်းစေတာကြောင့်ဘေးရန်ရဲ့ကင်းဝေးရာဘင်္ဂလားမှာတစ်ချိန်လုံးရောက်နေတဲ့ဒီဗီတိုဟာမထိုက်တန်ပေနဲ့အချီးကျူးခံရပေမဲ့ဒီဆူဇာကသဘောထားကြီးစွာနဲ့ဘရင်ခံချုပ်ရဲ့စာများကိုဒီဗီတိုထံကိုအရောက်ပေးပို့လိုက်ရပါတယ်။အဲ့ဒီနောက်1602ခုမေလမှာတင်ပေါ်များလာပြန်ရာပေါ်တူဂီဘရင်ကဒီဗီတိုကိုချီးမွမ်းသောစာပါလာပြန်တယ်။အဲဒီစာကိုလည်းအထက်နေပို့ပေးပါတယ်။ဗညာဒလဟာမိမိအစွမ်းနဲ့ပေါ်တူဂီတို့ကိုမနိုင်တဲ့အခါမှာရခင်ပဲခူးမင်းရဲ့အနွယ်တော်ကိုမင်းမြောက်မဲခေါ်ယူတဲ့အခါမှာရခင်ကြီးဟောင်းကျော်ဟောင်းတို့ဟာအကူအညီပေးလာမယ်လို့အတွက်ကမစင်ကားကိုပင့်ပါတယ်။မစင်ကားရောက်လာ၍ဗိသိက်ပွဲပြင်ဆင်နေစဲမှာပင်ဒီဆူဇာကညခါတိတ်တဆိတ်လှေဖြင့်သွားကအဲ့ဒီမင်းကိုတတ်ခဲ့ပါတယ်။အဲ့ဒီခါမှဗညာဒလဟာမိမိပိုင်ဆိုင်ရာဒလကိုစုပ်ခွာသွားပြီးတော့ဒီဆူဇာတိုက်လာတဲ့အခါမှာပြည်အရောက်စမ်းတက်ပြေးပါတယ်။ဒီဆူဇာရဲ့အစွမ်းကတော့ဝင်းနီးကြော်ကြားလျက်ဗညာ15ဦးပေါင်းပြီးတော့တစ္ဆာခံလာပါတယ်။နန်းကြဘကောမင်းမှာလည်း၎င်းမိခိုနေတဲ့တောင်ကုန်မင်းကတတ်တာကြောင့်တေးရပါတယ်။ထီမွေဆက်ခိုင်းနိုင်သူတောင်ကုန်မင်းကလည်းဒီဆူဇာမင်းပြုပါတော့လို့တန်စီပြီးတော့ပြောလာပါတယ်။မစင်ကဘွဲကိုပင်ယူ၍လဲရွှေပြားမှာရွေးကပေးလိုက်ပါတယ်။အဲ့လိုအတိုင်းဆိုသည့်အတိုင်းပင်ဒီဆူဇာကမစင်ကဘွဲယူ၍မင်းပြုပါတယ်။အဝမင်းကပင်အဲ့ဒါကိုအသိမဲ့ပြုကြောင်းတန်စီလာပါတယ်။အဲ့ဒီနောက်ဝဲတန်လျင်ခန်းတက်ကိုထောင်စင်မြဲအောင်များစွာချက်တွင်ပြုပြင်ပြန်တယ်။ဘရင်ခန်းချုပ်အေရက်ဒီဆယ်တညထံမှလည်းပို့မြဲချီးမွမ်းစာကိုဒီဗီတိုထံကိုပို့ပြန်ပါတယ်။ဒီဗီတိုမှာလည်းယခုမှပင်တန်လျင်ကိုလာခွင့်ရပြီးတော့ဒီဆူဇာကအသာတကြီးကြိုယူလျက်ပေါ်တူဂီမင်းရဲ့တစ္ဆာတော်ခံပြီးပြီမိမိကိုယ်တိုင်စူးစမ်းထူထောင်ရတဲ့မြို့ကိုဒီဗီတိုလက်တွင်းကိုကြည်ပြစွာအနှင်းခဲ့တယ်။ဒါအပြင်ဘကောဘတ်မှာထားကြွသည်များကိုပါတွားရောက်နေပေးပြီးတဲ့အခါမှာ1603ခုမတ်လမှာတန်လင်းမှထွက်ခွာပြီးတော့တွားခဲ့ပါတယ်။အဲ့ဒီမှာကျွန်တော်တို့မှတ်သားရမိမှာတန်လင်းကိုခရစ်နှစ်1600ပြည့်နှစ်ဇွန်လလွန်မှထူထောင်ပြီးတော့ဒီဗီတိုမှာ1603ခုနှစ်ဦးတွင်မှတန်လင်းကိုလာရောက်နေထိုင်ကြောင်းဖြစ်ပါတယ်။ဒုတိယအားဖြင့်
စာအာတာပွဲရရေး၍1883ခုနှစ်ကပုံနှိပ်ခဲ့တဲ့မြန်မာရာဇဝင်စာအုပ်မှာရေးသားပါရှိတဲ့ဒီဗီတိုရဲ့အကြောင်းပဲဖြစ်ပါတယ်။ဖယ်ရရေးသားတဲ့အချက်လက်များမှာဟက်ကလုတ်ခရီးသွားမှတ်တမ်းများအတွဲ30မှာပါတယ်။ဂျက်စဝရဟန်းတော်ဘော့ဘစ်ရဲ့1600ခရီးသွားမှတ်တမ်းနဲ့လစ်ဘော်မှာ1666ခုနှစ်ကစပြီးတော့ပုံနှိပ်ခဲ့တဲ့မင်းတို့ရဲ့ဒီဖရီယာဒီဇူဇာရေးတဲ့အာရှပေါ်တူဂီခေါ်အာရှတိုက်မှာရှိတဲ့ပေါ်တူဂီများအကြောင်းစာအုပ်3တွဲမှာတတိယတွဲမှာဖော်ပြပါရှိတဲ့အတိုင်းဖြစ်ပါတယ်။အဲ့ဒီစာအုပ်ကိုကက်ပီတန်ဂျွန်စတီဗင်ကပုံနှိပ်ထုတ်ဝေခဲ့တယ်။အဲ့ဒီမှာဖော်ပြပါရှိတာကတော့ရခိုင်မင်းမူတန်ဂျီပရီတိုဟာတင်ပေါ်အစေခံငယ်ဘဝမှာဘရင်ကျော်ယုံတော်ဖြစ်လာပြီးတော့တန်လျင်မှာစိတ်ကဲခေါင်ကြီးကြပ်ရဲ့အလွန်ကခရစ်နှစ်1600ပြည့်နှစ်မှာပို့ထားသူဖြစ်ရပြီးအခြားပေါ်တူဂီအမျိုးသားတို့အပေါ်မှာဩဇာရှိသူမဟုတ်ပါဘူး။ဒါပေမဲ့ရခိုင်မင်းကစစ်လွတ်ထားသူဖြစ်လျက်ရခိုင်ကိုပုံစားပုံကံပြု၍မိမိတကိုးကြည့်ရန်အခွင့်သာတာကြောင့်အခွင့်အရေးကိုကာကွယ်ရန်ဆိုပြီးအကြောင်းပြချက်နဲ့ခံတက်ငယ်စတင်ဆောက်ပါသည်။ပေါ်တူဂီအရာရှိဆာဘာဒေါရီဘေယော့ရဲ့အကူအညီနဲ့အခြားရခိုင်မင်းမှုထမ်းတွေကိုနှင်ထုတ်တယ်။အဲ့ဒီနောက်ကိုဝဘရင်ခံချုပ်ထံသွားပြီးတော့၎င်းအားအသိမှတ်ပြုပါရန်ခွင့်ပန်ပါတယ်။အဲ့ဒီလိုဒီဗီတိုမရှိကြိုက်မှာရခိုင်မင်းစစ်သည်နဲ့ပြည်မင်းစစ်သည်တို့ပေါင်းပြီးတော့တန်လင်ကိုရှစ်လဝိုင်းဝန်းတိုက်ခိုက်တဲ့အခါမှာရိုဘေရောကအညံ့မခံပဲရဲဘော်စွာခုခံပြီးတော့လက်အောက်ငယ်သားတို့ငတ်မို့တာကြောင့်ထွက်ပြေးလို့စိတ်မမွေးနိုင်အောင်စိတ်ကမ်းမှာရှိတဲ့သင်္ဘော3စင်းကိုမိရှို့ပစ်လိုက်ပါတယ်။စစ်ကူရောက်လာတဲ့အခါမှာရီဘေရောရဲ့စူးစမ်းချက်နဲ့ဒေသဆိုင်ရာတိုင်းရင်းသားအကြီးအကဲများကဒီဗီတိုကိုမင်းဟုအသိမှတ်ပြုလာကြတယ်။ဒီဗီတိုဟာဘယင်ခံချုပ်ရဲ့တူမဒေါ်ညာလူစာဒီဆယ်တညနဲ့ဆက်လက်ပြီးနောက်ကပတင်ဂျန်နရယ်ဆိုတဲ့ဘွဲ့နဲ့တန်လျင်ကိုပြန်လာကခန္ဓာကိုပြုပြင်ခြင်းမြို့ရဲ့နယ်နိမိတ်ကိုတတ်မှတ်ခြင်းခရစ်ဖျားเจ้าတော်ဆောက်ခြင်းတို့ကိုပြုတယ်။ရခိုင်မင်းနဲ့တောင်ကုန်မင်းတို့ပေါင်းကစစ်သည်များလွတ်တာကိုလည်းနိုင်တဲ့အပြင်ရခိုင်မင်းသားကိုပဲဖမ်းဆီးတယ်။ရန်သူရည်တဲ့ကိုနိုင်နှင်းသူကပင်နရိုဆိုသူဖြစ်ပါတယ်။1604ခုနှစ်မှာတစ်ကြိမ်တိုက်လာပြန်တဲ့အခါပင်နရိုဟာရေတိုက်ပွဲတစ်ခုမှာရန်သူလက်ကိုကြားအံ့ဆက်မှာမိမိတင်မောကိုဖောက်ခွဲပြီးအသေးခံလိုက်ပါတယ်။ဒါပေမဲ့ရန်သူတို့ကတန်လျင်ကိုမသိမ်းယူနိုင်ခဲ့ပါဘူး။ရခိုင်မင်းသားကိုလည်းတောင်းတဲ့ရွှေတင်းကား9000ပေးကရွေးယူရတယ်။ဒီဗီတိုကတော့ယခုအခါမှာများစွာအခြေစိုက်လျက်ရှိပါတယ်။ပတ်ဝန်းကျင်မှာမျိုးစားရွာစားကအညံ့ခံကြတဲ့အပြင်တောင်ငူမင်းကမဟာမိတ်ဖြစ်လို့ကြောင်းကမ်းလှမ်းလာပါတယ်။ဒီဗီတိုရဲ့သားဆိုင်မွန်ကိုယူရီးယားလက်အောက်ခံမုတ်တမစာပညာတလာရဲ့သမီးနဲ့ပေးစားလိုက်သည်မှာပေါ်တူဂီအယောင်းဝယ်ဟာပို့ပြီးတော့နေကျလာတယ်။နောက်ဆုံးမှာတောင်ကုန်မင်း National ကိုယ်တိုင်တန်လျင်မှာခိုးဝင်လာရတယ်။နောက်ပဲလုံးမင်းလာရောက်တိုက်ခိုက်ပုံနဲ့တန်လျင်ကြဆုံးမှုတို့ကိုတော့အထက်ကရေးပြီးဖြစ်တဲ့အတိုင်းဖြစ်၍အထူးနောက်ထပ်ရေးပွဲမရှိပါဘူး။စာအဲတာဖဲရာရေးပုံမျိုးအတိုင်းပင်ဂျီအီဟာဘေးကလည်းတကောင်းရဲ့မြန်မာရာဇဝင်ကျမ်းတို့မှာထောက်ခံရေးသားထားပါတယ်။တတိယအဖြစ်1915ခုနှစ်မှာတတို့သီရိသုဓမ္မJS စာနေပဲရှာဖွေတွေ့ရှိတယ်။1843ခုမေလ28ရက်တလင်းကုန်နေ့မှာရေကူးပြီးစီးတဲ့တန်လျင်ရာဇဝင်မြန်မာနိုင်ငံသုတေသနကြားနေအတွဲ9စာမျက်နှာ1714959နဲ့12951မှာပါတဲ့ငစင်ကဆိုင်ရာအကြောင်းပြချက်များကိုထုတ်နှုတ်ဖော်ပြလိုပါတယ်။အဲ့ဒီမှာထပ်ပါရာဇဝင်ကိုအင်္ဂလိပ်ပြန်တဲ့ JS ပါနေပါကမတ်ချက်20မှာငစင်ကဆိုတာဖိလစ်ဒီဗီတိုဒီနီကိုတေဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ရခိုင်မင်းကဗရန်ဂျီကလာငစင်ကဟာတိန်ဂုတ်တရကုံရွှေစံတော်ဖျားရှင်စီစီဒီကောင်းမှုခေါင်းလောင်းကြီးကိုချပြီးတော့အမြောက်သုံးမိကျန်းဒီမှာဖျားရှင်တကိုးတော်ကြောင့်ပန်အလွဲမှာသင်္ဘောနဲ့တဝနှမွန်းပြီးတော့အမြောက်မသွန်းရရှိသည်မှာငစင်ကဟာအနောက်ဘက်လွန်မင်းတရားကြီးပြည်မြို့ကိုအလိုတော်ပြည့်သည်နဲ့တက္ကရီ984လက်နက်ကရိယာစီခဲယံလက်ဆောင်ပနာများနဲ့ကျွန်တော်ကိုတန်လျင်မြို့မှာမြို့ရတရေတစ်ချက်ရာတနာတော်မူပါအတနာတော်ခံ၍မြေတရေတစ်ချက်ရာတနာတော်မူသည်မှာငစင်ကဟာတရေကိုနန်းငင်၍အရှိနောက်တောင်မြောက်တရေကျိုးတစ်ဆက်စီတိုင်းထွာပြီးရင်မြို့တီပါလေနောက်ဘက်လွန်မင်းတရားကြီးတောင်ငူကို986ခုနှစ်မှာချီပြီးလှုပ်ကြံတော်မူတယ်အလိုတော်ပြည့်တဲ့အခါမှာတောင်ငူဘာတွေတော်နတ်ရှင်တော်ကိုစီးစင်မပြတ်တနာတော်မူတယ်တူတော်အနောက်လွန်ကြုံမခံလို့ပြီငစင်ကအစီရင်ကိုပါတော့မယ်ရာဇသံမှာစာနဲ့ကြက်ရှမ်းပင်စားတို့ကိုတန်လျင်မြို့ငစင်ကထံကိုဆေလို့သည်မှာကြက်ရုံပင်စားတို့နဲ့ငစင်ကဘောလုံးတက်ရင်အများတောင်ငူကိုလာရောက်ပြီးတော့ဘဝရှင်မင်းတရားကထားခဲ့တယ်ဝန်ရှင်တော်ဗိုလ်မှူးတက်မှုလှန်ကန်အဆောင်နေတို့က
စီးကြိုတိုက်တန်လျင်ဝန်ရှင်တော်စင်ဥပေါ်မှာလက်နက်သိမ်း၍ဆုံးသည်နှင့်ရဲမဲ့လက်နက်ကင်တို့မခံမရက်နိုင်ရွှေဘဝအောင်အေးဝါသို့ထွက်ပြေး၍တောင်ကုန်မြို့ကိုကလာလို့ရပါလေ900တခုတန်လျင်သို့ခြိတော်မူတယ်တန်လျင်မြို့ကိုအောင်တော်မူတဲ့အခါမှာဘော်ရီတော်ကိုစစ်ကြောမေးမြန်း၍သာသနာတော်ဖြတ်လူစိုးလူသွန်းတို့နဲ့ပေါင်းပတ်တသူဖြစ်ပါလေဘော်ရီတော်ဖြစ်ပေမဲ့မထားတဲ့အမိန့်တော်ရှိတာကြောင့်ရင်ကိုဖွင့်စေတယ်ငစင်ကကိုလည်းသာသနာတော်ကိုဖျက်၍ပြစ်တယ်ဆိုပြီးတန်လျင်မြို့ရုံးရှင်မှာတန်တကျင်းတင်တယ်စီရင်ကွန်မြတ်တော်မူပြီးတဲ့အခါမှာတန်လျင်မြို့ကိုလည်းတင်ပေါ်စေဖြစ်၍တင်ပေါ်အစည်းအကျိုးကင်းဆောင်ကင်းရဲလေ12စင်းခန့်တော်မူတယ်အဲ့ဒီရာဇဝင်မှာပဲဆက်လက်ပြီးဖော်ပြတာကတော့ရခိုင်မင်းကငစင်ကားထံကိုတင်ပေါ်3စင်းစစ်ကူလွှတ်လိုက်ဒီမှာလဲအရောက်နောက်ကျတာကြောင့်မြန်မာမင်းကရပါတယ်မိမိကိုပုံစားပုံကံပြုခဲ့သူကိုကုညီခြင်းမှာလဲစမ်းတယ်လို့ထင်မိပါတယ်အဲ့ဒီတင်ပေါ်3စင်းတို့ကိုတစ္ဆာတော်ပေးပြီးတော့အမှုတော်ကိုဆက်လက်ထမ်းရွက်စေတယ်ငစင်ကဟာဆွေသားမျိုးသားတို့ကိုတပ်ပရင်မှာနေရာပေးပြီးတော့နေထိုင်ကြစေတယ်ငစင်ကပေါ်တူဂီအမှုထမ်းတို့ကိုကြောက်ရည်ပနတ်ရင်းတော်မြို့ရွာများကို၎င်းကလာအမှုထမ်းတို့ကိုမြေတူးမှ၎င်းနေရာချပေးတော်မူပါတယ်အဲ့ဒီဖော်ပြချက်အပါအချက်တို့နဲ့အထက်ကညွှန်းခဲ့တဲ့ဘရင်ဂျီဘုံတော်ကြီးဒေါ်ပီနာတို့နဲ့အခွန်ဝန်သီရိစရိယကျော်တို့ဘာသာပြန်နေပေါ်တူဂီရာဇဝင်နဲ့တူညီတဲ့အချက်များရှိပြီးတော့ငစင်ကာကိုသာသနာပြတ်ဟုဆွဆွဲချက်တစ်ခုကိုသာချမ်းလက်ပြီးတော့ထားတာကိုတွေ့ရပါတယ်ဒါအပြင်တန်လျင်တိုက်ပွဲကိုတော့ပေါ်တူဂီရာဇဝင်ကပို့ပြီးတော့စုံလျင်ပေါ်ပြပါလိမ့်တန်လျင်ရာဇဝင်နဲ့ပေါ်တူဂီရာဇဝင်နှစ်ကျမ်းကိုနှိုင်းယှဉ်လျက်တတို့သီရိသုဓမ္မကျေအပ်ပါနေပဲကပင်မြန်မာနိုင်ငံသုတေသနကြားနယ်အတွဲနှစ်အပိုင်းနဲ့စာမျက်နှာ161ခွန်မှာမေးပြောင်နေခဲ့တဲ့ရာဇဝင်ကျမ်းတစ်စောင်ဆိုပြီးစောင်းပါရေးခဲ့ပူပါလေတန်လျင်ရာဇဝင်ပါသက်ဂရိတ်များကခံမှန်းနိုင်မိမထင်ငစင်ကဟာတန်လျင်ကိုခရစ်နှစ်1600ခုဇွန်လမှာခေတ္တရောက်လာပြီးတဖန်1603ခုနှစ်ဦးမှစပြီးတော့တန်လျင်မြို့မှာလာရောက်နေခဲ့ရာ1613ခုနှစ်သက်ကိုဗီဇမကြမီအတွင်းမှာပင်ကုမြက်ခံရပါတယ်စတုဒ္ဓတင်ပြလို့ဒီမှာဦးချမ်းမြတ်ဟာ1939ခုနှစ်ကစတင်ပြီးတော့1953ခုနှစ်လောက်ရောက်သည့်အထိငစင်ကဆိုတဲ့အမည်ဟာမူရင်းဇော်ကန်ကူမှဖြစ်ပေါ်လာပြီးတော့ဒီဗီတိုဆိုသူနဲ့မဆိုင်ဆိုတဲ့အယူဆကိုအနည်းဆုံး1958ခုနှစ်မှာဆွန့်လွတ်ပြီးတော့ဒီဗီတိုကိုပင်မြန်မာတို့ကငစင်ကဟုမှတ်ယူရေးသားကြောင်းရှေ့ယူဆကိုပင်ပြန်ပြီးတော့လက်ခံလိုက်ဟန်တူပါရီဘဲကြောင့်ဆိုလို့ရှိရင်မြဝတီအတွဲလေးအမှတ်30 1956ခုဩဂတ်စ်လစာမျက်နှာ190နဲ့181မှာမြဂေတုဦးချမ်းမြရဲ့နက်ရှင်နောင်သစ္စာမဖောက်ဆောင်းပါမှာအဆိုပါကိစ္စကိုပြန်ပြီးမရေးတဲ့အပြင်ဆရာကိုကားတဲ့သာသနာပြုရန်ဘော့စပေရဲ့မတန်းထုံးထုတ်ချက်မှာဒီဗီတိုဟုပါရှိတာကိုငြင်းချက်မထုတ်ပဲလက်ခံပြီးတော့ကိုကားတာကိုတွေ့ရပါတယ်ငစင်ကားရဲ့အမည်နဲ့ပတ်သက်ပြီးအယူဆနှမျိုးတွေ့ရပါတယ်ဒီအီဟာဘေးရဲ့ရာဇဝင်မှာဒီဗီတိုကတော့သူနဲ့ပြိုင်ပတ်ရတယ်တိုင်ရင်သားမင်းများနည်းတူဆင်းလဲတယ်လူများက၎င်းပေါ်မှာမြည်သောသဘောထားတာကိုအမြင်မှန်ပြောက်လျက်ငစင်ကားလို့ခေါ်ခြင်းဖြင့်ထင်ရှားတယ်အဲ့ဒီခါမှာတင်းဖို့စိမ်းများမှာသုံးဆွဲလေးရှိတဲ့ဘန်းစကားအရစံကာဆိုတဲ့လူကောင်းဟုဆိုလိုတယ်ပန်းချမိဘာသာစံကာဟာကောင်းဤဟုအဓိပ္ပာယ်ရတယ်ငစင်ကာရဲ့သားများတို့အကြောင်းသိသိများရေးရပေုံမယ်ငစင်ကာဟာကိုဝဘေးကန်ချုပ်ရဲ့တူမဒေါညာလီဇာဒီစေတညနဲ့လက်ထက်ကျောင်းကို၎င်းတားဆိုင်မွန်ကိုမုဒ္ဓမာဇာသမီးနဲ့ပေးစားသည်ကို၎င်းအထက်ကတွေ့ခဲ့ရပါပြီအဲ့ဒီမှာတန်လျင်မှာမေးမှုတဲ့12နှစ်အတွင်းမှာပင်ဒေါညာလီဇာနဲ့လက်ထက်ချင်းတားဆိုင်မွန်ကိုမယားပေးစားခြင်းပြုတာကြောင့်ဆိုင်မွန်ရဲ့အမိဟာဒေါညာလီဇာမဖြစ်နိုင်ပါဘူးငစင်ကာကိုတန်တဲ့ချင်းတင်ရ2ရက်ကြာမှသေးပါလေမညာဒေါညာလီဇာကိုအနောက်ဘက်လုံမင်းကတင်ပိုက်တော်မူမဲ့အကြံနဲ့စင်ကြယ်စီရန်မြစ်တွင်းမှာ3ရက်ထားခဲ့ပါလိမြို့မရှိတော်ကိုတွင်းတဲ့အခါမှာအမျက်ဆောင်မှန်ခတ်ထန်လာတာကြောင့်အစေကန်ကျောင်းမရိုးရိုးအနေနဲ့အဝကိုပို့လိုက်ပါလိတားဖြစ်သူဆိုင်မွန်ကိုလည်းမုဒ္ဓမဇာအားတက်ရန်စေခိုင်းတာကြောင့်တက်ရပါလိအဲ့ဒါလောက်နဲ့ငစင်ကာရဲ့အမျိုးဆက်ကုန်ပြီးတော့မဆိုသားပါဘူးတိုင်းရင်သူနဲ့ရတဲ့သားသမီးများအကြောင်းကိုကြောက်စာတစ်ခုမှတွေ့ရပြန်ပါလိအဲ့ဒီကြောက်စာကတော့ဟိန္ဒရခရိုင်ကုန်းပြင်ရွာရဲ့မြောက်နဖားလုံကွာမှာရှိတဲ့တီတာရွာမြသိန်းနံဖျားမှာရှိပါလိခရစ်နှစ်1882ခုနှစ်မှာရေးထိုးတဲ့ကြောက်စာဖြစ်ပေမယ့်အသင့်တင်အားကိုးလောက်တယ်လို့ယူဆမိပါလိကြောက်စာထုတ်ပက်တီကတော့တနာပွဲလည်းဖြစ်ပါလိရာဇဝင်မှာလူသိနေတဲ့အစိပ်ပိုင်းလည်းဖြစ်ပါလိ
အဲဒါကြောင့်မူရင်းအတိုင်းရေးကူးဖော်ပြလိုက်ပါသည်ဇေယတုဘူနာပယံတံပတိပတိုင်းယတနာပူရဧဝပြည့်ရှင်အနောက်တန်လွင်မင်းတရားကြီးသည်ပကုဟန်သားတို့မြို့တွင်မြို့ကျွင်းတက္ကရာ990ပြည့်12နှစ်နန်းဆန်တဲ့တန်လွင်မြို့သားကလားငစင်ကလောင်ချိုင်မြို့သူရခိုင်မှမိဖုရားစောဒရာသားတော်နန္ဒပယသမိတော်သူပပတိဝီဘိုးတော်မင်းစွတ်ထွတ်တို့ကိုလက်ရဖမ်းယူရာတန်လွင်မြို့သားကလားမောင်စင်ကကိုသာမိ၍ရာဇဝဖြင့်ကွပ်မြတ်တော်မူတယ်ဘိုးတော်နဲ့တကွမိဖုရားသားသမီးများကိုမမိ၍ဘိုးတော်ကတော့မုံမြို့ပိုင်အနောက်ချောင်းလက်တက်သို့ထွက်ပြေးတင်းရှောင်ပုံ၍နေတာကြောင့်ဘိုးတော်ချောင်းခေါ်တယ်မိဖုရားစောဒရာဟာသားတော်နန္ဒပယသမီးတော်သူပပတိဝီတို့နဲ့တကွလောင်ချိုင်မြို့ကိုထွက်ပြေးတင်းရှောင်ပြန်လေရာကြိုက်ပွင့်ဘရောမြို့အနောက်ချောင်းကုန်းပြင်ရွာမှာမိပူရသည်ဖျားသောယောဂါနဲ့တေလီဤသားနဲ့သမီးမောင်နှမနှစ်ယောက်တို့ကိုဒညဝတီအမတ်သူထိန်နဲ့တွေ့၍ကောက်ယူမွေး၍ကြီးမြောက်သောကာလဘုံပညာလက္ခဏာနှင့်ပြည်စုံတာကြောင့်မင်းမြုံမှန်သိ၍ဘိုဘာစုပြီးတဲ့အခါမှာတက္ကရာ985ခုနှစ်တဘော်ရဲလာဇန်9ရက်6ကြာနေ့ကြက်ရည်တီမြို့ကိုတည်ပြီးတော့နန္ဒပယသူပါဒေဝီ၎င်းမောင်နှမနှစ်ယောက်တို့ကိုမင်းမြောက်၍နန်းဆန်စေတယ်မုံတို့ဘာသာကြက်ရည်တီမြို့ကိုမြန်မာဘာသာတီတာမြို့ကိုခေါ်တယ်အဲ့ဒီအကြောင်းကိုအနောက်ဘက်တန်လွင်မင်းတရားကြားသိတော်မူတဲ့အခါမှာဖမ်းယူအံ့ဟုတက်တော်မူ၍၎င်းမောင်နှမနှစ်ယောက်တို့ဟာကြိုက်တထုံလှန်သားမျိုးအနီးခေါင်းပေါင်ကြီးမှာရွာသို့ထွက်ပြေးတင်းရှောင်ပုံ၍နေကြတယ်၎င်းတန်လွင်မင်းတရားကြီးဟာမတွေ့၍ပြန်လီသည့်နောက်တက္ကရာ986ခုတကူလအတွင်းမင်းသားမင်းသမီးနှစ်ယောက်တို့ဟာမိမိနေရင်တီတာမြို့သို့ပြန်လာရာအင်္ဂပူမြို့အနောက်တောင်ပေါ်မှာခေတ္တခန့်မြို့တည်၍3နှစ်နန်းဆန်းပြီးမှတီတာမြို့ကိုကဆုံလာကြော်12ရက်တလင်းကုန်နေ့ပြန်တော်မူ၍တက္ကရာ989ခုနှစ်တပေါင်းလာဇန်9ရက်တောက်ကြနေ့မှာနန်းဦးဖျားကူနီဖျားကိုတကြိမ်တီးပါတယ်၎င်းနောက်သူ့ပပဒေဝီမြည်တဲ့မင်းသမီးဟာအငြိအရင်ကစားရဖြစ်တဲ့တုံပြင်တောင်မူစာပေါ်မှာရွှေတန်းဦးဖျားကိုတီးတယ်အိမ်နောက်တက္ကရာ999ခုပြသူလအတွင်းမှာပြင်းစွာသောဘေးတို့ရင်ကြက်နာနဲ့မောင်နန္ဒပယနဲ့ရွာဆန်လေပါတယ်ကျန်ရတဲ့အလောင်းကိုရွှေနှန်းဦးဖျားဘီနတ်တော်ပန်းတင်ကုန်းနားမှာတန်စကာနန္ဒရင်တို့နဲ့တင်းကြိုတယ်၎င်းတော်တပေါင်းလာဇန်တရက်နှမတော်သူ့ပပဒေဝီမင်းသမီးဟာမောင်တော်ကိုလွန်ဆန်းတဲ့စိတ်နဲ့ပြင်းစွာဖျား၍နေရွာဆန်တယ်၎င်းအလောင်းတော်ကိုရွှေသားတလာမီဘုရားအသုံးဆောင်နဲ့ကုံပြင်တောင်ပူစာပေါ်မှာတုံမိယဇာပနာကိုတင်ကြွမှုတာထား၏၎င်းမင်းသားမောင်နှမတို့ဟာတိတ်ပါသောအယူနဲ့နတ်စိန်ဖြစ်တယ်အဲ့ဒီနတ်မောင်နှမကိုတိတာမောင်နှမဟုခေါ်၍ပသိမ်အနောက်ချောင်းငတိုင်းချောင်းလေးမျက်နှာနေသူနေသားတို့ကကိုယ်ွယ်ပူဇော်ကြတယ်ငုံမြစ်ခေါ်အနောက်ချောင်းမြေရရှမ်းချိန်ဝိုးခါမှာလှေပွဲအကြီးကျယ်ကျင်းပ၍နှစ်ပွဲလုပ်တယ်တပါးတည်းမြသိန်းတန်ဘုရားပွဲလင်းလုံမြဲဖြစ်ပါတယ်အထက်ဖော်ပြပါကြောက်စာကိုတိတာနန်းဦးဘုရားဖြစ်တယ်မြသိန်းတန်စီဒီကို1882ခုနှစ်ကပြုပြင်တဲ့ဘုရားတကာဘိုးလုံးပေဘုရားအမမတ်တွန်းအောင်တို့ကရေးထိုးခဲ့တယ်ရင်ကြီးဘာသာဝင်ပေါ်တူဂီအမျိုးသားဖြစ်ပြီးတော့တန်နေမှာမင်းမူခဲ့တဲ့ဒီဗီတိုရဲ့သားနဲ့သမီးဟာတီတာကုန်းပြင်မှာနှစ်စိမ်းဖြစ်၍နေသူနေသားတို့ရဲ့အပူဇော်အပတာကိုခံယူလျက်ရှိတဲ့အရာမှာလဲအံ့ဩဖွယ်တည်းဖြစ်တယ်လို့ဆိုချင်ပါတော့တယ်။တမိုင်း channel ကနေပရိသတ်တွေအတွက်ဒီတစ်ခါတင်ဆက်ပေးခဲ့တာကတော့ငစင်ကရဲ့တမိုင်းကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။နောက်တစ်ခါမှလည်းဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင်းလေးတွေကိုကျွန်တော်တို့ channel လေးကနေတင်ဆက်ပေးအောင်လဲဆိုတာပရိသတ်ကြီးကကျွန်တော်ရဲ့ channel လေးကိုအားပေးကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ